လူသားကနေမွေးဖွားလာတဲ့စွမ်းရှင်နွားမင်းကြီးဘိုးဘေးကလေးကနေလက်ဆက်ကံပြောပြလာခဲ့ကြတဲ့ကမ္ဘောဒီးယားနိုင်ငံရာဇဝင်တစ်ခုရခင်ကစာရန်နေကြီးတစ်ခုလုံးရဲ့တာယာဝါပြောမှုကိုဘလို့တက်ရောက်စေသလဲတကုရှင်နွားကြီးနဲ့ရေဖြစ်သူလူသားတို့ရဲ့စိတ်လှရှားစရာစွန့်စားကံများကမ္ဘောဒီးယားရာဇဝင်ဖရကရောက်ညီနောင်အကြောင်းဇလန်းလေးကိုကျွန်တော်တို့ကြည့်ရှုခန်းစားလိုက်ကြပါလွန်ခဲ့သောနှစ်ပေါင်းများစွာကကလဝေတိုင်းပြည်ဟာကမ္ဘောဒီးယားနိုင်ငံကနေခွဲထွက်သွားပြီးတဲ့နောက်၎င်းရဲ့တိုင်းပြည်မှာဆွေမျိုးမရှိဇင်ယံသားဇနီးမောင်နှံတို့ရှိခဲ့ပါတယ်။ဇနီးမောင်နှံတို့ဟာအနေဆင်းရဲပေမဲ့စိတ်ချမ်းသာစွာနေထိုင်တတ်ကြပြီးဒီနေ့မှာတော့ဇနီးဖြစ်သူမှာကိုဝင်ရလာပြီးကိုဝင်စိတ်တက်ကမိခင်လောင်းတို့ရဲ့ထုံးစံတိုင်းခြင်နဲ့ရတာကိုတောင်းတခဲ့တယ်။ဒီနေ့မှာတော့ရွာတွေကပေရင်ဆရာတူဟာမိခင်လောင်းကိုကလေးမျိုးဖွားပြီးချင်းခြင်နဲ့အသီးတွေလုံးဝမစားဖို့အတွက်ထူးထူးဆန်းဆန်းတတိပေးခဲ့ပြီးမလိုက်နာဘူးဆိုရင်တော့အသက်အန္တရာယ်ရောက်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ပဲကိုဝင်ဆောင်ဇနီးတွေဟာစားကျင်တဲ့ဆန္ဒကိုထိန်းချုပ်ထားပြီးနောက်ဆုံးမှာတော့ကိုဝင်လှစီကမိဖွားဖို့နှီးကပ်လာခဲ့ပါတယ်။ကိုဝင်တဲ့ဇနီးဟာအရင်လိုပဲအချင်းသီးတွေစားကျင်စိတ်ဟာဖျက်ဖျက်လို့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့ကိုဝင်တဲ့မိခင်ဟာချင်းချင်းတက်တဲ့စိတ်ကိုတီးမခံနိုင်တော့တာကြောင့်နေယောက်ျားဖြစ်သူကိုအင်းရှိကတည်သီးပင်ကနေတည်သီးခူးပေးဖို့အတွက်ပူဇော်ခဲ့တယ်။နေယောက်ျားကလည်းဗေဒင်ဆရာကြီးရဲ့ပြောစကားကိုကြားအောင်လာပြီးဇနီးတဲ့ရဲ့အသက်အန္တရာယ်ဖြစ်မှဆိုတာကြောင့်တည်သီးကိုမခူးပေးပဲအပြင်သွားစရာရှိကြောင်းအကြောင်းပြပြီးချက်ချင်းထွက်သွားခဲ့တယ်။ဇနီးတဲ့ဖြစ်သူဟာအချင်းသီးများစားကျင်စိတ်ကိုမောင်းနိုင်တော့တာကြောင့်ကိုယ်တိုင်ပဲတည်သီးခူးဖို့အပင်ပေါ်ကိုတက်သွားပြီးကိုယ်ရင့်မာနေတာကြောင့်တည်ပင်ပေါ်ကိုတေချာမတက်နိုင်ခဲ့ပဲချီချော်ကတည့်ရပင်ဘောကနေပြုတ်ကျလာပြီးတေဆုံးသွားခဲ့တယ်။အဲဒီအချိန်မှာပဲမိခင်ဖိုက်ကနေတားယောက်ျားလေးတစ်ယောက်နဲ့နောက်ပေါက်လေးတစ်ကောင်ကိုမွေးဖွားလာခဲ့တယ်။နောက်ပေါက်လေးနဲ့ကလေးငယ်လေးတို့ဟာမိခင်တို့ဆာလောင်နေတာကြောင့်ငိုကြွေးနေခဲ့ကြတယ်။မကြခင်မှာပဲဇနီးတဲ့ယောက်ျားကအိမ်ကိုပြန်လာပြီးအေရှိတည့်ရပင်ချေမှာအသက်မဲ့နေတဲ့ဇနီးတဲ့ရဲ့ခန္ဓာကိုယ်ကိုမြင်တွေ့သွားတာကြောင့်အလွန်ပဲဝမ်းနည်းခဲ့တယ်။လေယောက်ျားဟာဇနီးတဲ့ရဲ့အချင်းသီးစားခြင်းတဲ့ဆန္ဒကိုမလိုက်ပေးခဲ့တဲ့အတွက်မိမိကိုယ်ကိုအပြစ်တင်နေကြတယ်။အဲဒီနောက်မှာသတိပြန်တဲ့စူးစီးပြီးတားငယ်လေးနဲ့နောင်ပေါက်လေးတို့ကိုချီရင်တားငယ်လေးနဲ့နောင်ပေါက်လေးတို့ဟာဖခင်ကိုဖတ်ထားပြီးဖြောင်းပြနေကြတယ်။မကြခင်မှာပဲဇနီးတဲ့ရဲ့အလောင်းကိုဝမ်းထဲဆောင်နဲ့မြုပ်နှံပေးခဲ့တယ်။မကြခင်မှာပဲလူသားနဲ့နောင်ပေါက်လေးတို့ရဲ့မွေးဖွားတဲ့ဇနီးမောင်နှံတို့ရဲ့သတင်းဟာတရားလုံးပြန့်နှံ့သွားပြီးရာသူရသားတွေရဲ့ကြားထဲမှာတူဆန်းအောင်ပွေရာဖြစ်နေတော့တယ်။ဒီလိုစံပြမှုဖြစ်စဉ်ဟာရွာရင်းဘေးဥပတ်တွေကြောက်မှကိုစိုးရိမ်ကြတာကြောင့်ရွာသူရွာသားတွေဟာမုတ်ဆိုးဖို့ဖခင်တို့တားဖတွေကိုရွာပြင်ကိုမောင်းထုတ်ခဲ့တယ်။ဖခင်ဖြစ်သူဟာတားငယ်နဲ့နောင်ပေါက်လေးတို့ကိုလက်ဆွဲပြီးငင်းချဲစွာရွာပြင်ကနေထွက်ခွာပေးခဲ့တယ်။တားဖတွေဟာဥတီယာမဲစွာရှောက်သွားနေရင်ဒေါ်ဆက်တနေရာမှာတော့တဲအိမ်လေးဆောက်ပြီးနေထိုင်ခဲ့တယ်။ဖခင်ဟာလူသားငယ်လေးကိုဖရကရောက်လို့နာမည်ပေးပြီးနားငယ်လေးကိုတော့ဖရခိုလို့နာမည်ပေးခဲ့ပါတယ်ကလေးငယ်တို့ကိုဖခင်တယောက်တည်းကပဲထိန်းချောင်းပေးရပေမဲ့ချစ်ချင်းမြတ်တာနဲ့နှွေးထွေးနေခဲ့ပါတယ်။နောက်နှစ်အနေငယ်ကြာပြီးတဲ့နောက်မှာတော့အိမ်ဦးနဲ့ဖခင်ကြီးဟာယောဂဝေဒနာကိုခံစားခဲ့ရပြီးမကြာခင်မှာပဲတည်ဆုံသွားခဲ့တာကြောင့်ကလေးငယ်တို့ဟာမိဘမဲ့ဖြစ်ခဲ့ရတယ်။ဖခင်ဆုံးမသွားခြင်းမှာကြံရှိနေတဲ့ညီနောင်နှစ်ယောက်တို့လည်းငယ်ရွယ်နေသေးတာကြောင့်ကိုယ်တိုင်အစာမရှာဖွေနိုင်ပဲအာဟာရချွတ်ထည့်ခဲ့ကြတယ်။တို့ပေမဲ့အကိုဖြစ်သူနွားလေးဟာတကူအစွမ်းနဲ့တူမွေးဖွားလာတဲ့ကြောင့်မြက်ပင်တွေကိုစားပြီးလေရှင်တက်တဲ့အခါမှာချိုချင်းငန်းစားတော့ဖွယ်ရာမျိုးစုံဖြစ်ပေါ်လာပြီးညီဖြစ်သူကိုအာဟာရပြည့်ဝစွာနဲ့ကျွေးမွေးနိုင်ခဲ့တာကြောင့်ညီနောင်တို့တွေဟာအစားအစာအတွက်နဲ့စိတ်မပူရတော့ပဲအာဟာရတိတ်ထိပြည့်ပြည့်စုံနေခဲ့တယ်။ထူးဆန်းမှုတွေနဲ့ပြည့်နေတဲ့ညီနောင်တို့တွေရဲ့သတင်းဟာလည်းရွာသူရွာသားတွေကြားထဲမှာပြန့်နှံ့သွားပြီးနွားကလေးရဲ့ဗိုက်ထဲကမှုတ်ပစ္စည်းကိုထုတ်ယူဖို့အတွက်ညီနောင်တို့ကိုဝိုင်းဝန်းဖမ်းချုပ်ဖို့အတွက်ကြိုးစားကြတယ်။နွားကလေးဟာညီဖြစ်သူကိုချက်ချင်းထွက်ပြေးဖို့ပြောလိုက်ပြီးမိမိရဲ့အမိကိုဆွဲထားခိုင်းကကောင်းကင်ရိုက်ကိုပြန်တက်သွားလိုက်တယ်။အဲဒီချိန်ကနေစပြီးညီနောင်တို့တွေဟာလူတွေနဲ့ဝေးရနေရတဲ့အပြင်သူသိစွာနဲ့နေထိုင်ခဲ့ပါတယ်။ညီနောင်တို့ဟာလူပြိုရဲရောက်ရှိလာကြပြီးဝိနေကြအဝယ်စားတွေဟာဝေးလို့မရတော့တာကြောင့်ညီဖြစ်သူဖရကယောက်ဟာတော်တွေကဖက်စားတဲ့တည့်ရက်တွေကိုတီးပြီးအဝယ်စားလှုပ်ဝစ်ခဲ့ရတယ်။ညီနောင်တို့ဟာခြေစလုံးအိမ်နဲ့ဘဝနဲ့အတိအကျမရှိဘဲနေရာပြောင်းရွှေ့နေထိုင်နေရတယ်။တနေ့မှာတော့ညီနောင်တို့တွေဟာမြစ်ချောင်းတိုင်းပဲရှောက်လာကြရင်ခမားဘရင်ကြီးအုပ်ချုပ်တဲ့နန်းတော်ဝင်းကြီးတစ်ခုကိုရောက်ရှိသွားခဲ့ကြတယ်။ဘရင်ကြီးမှာသမီးတော်9ပါးရှိပြီး၎င်းမင်းသမီးတို့ကလည်းချုံမောလှပကြပါတယ်။
ဘရင်ကြီးကအရွယ်ရောက်နေပြီဖြစ်တဲ့သမီးတော်တွေကိုအိမ်တော်ဘက်ရွေးချယ်ပေးဖို့တဲ့ကျင်ယာရှာပွဲတော်ကိုကျင်းပပေးခဲ့တယ်။ဘရင်ကြီးကမူးမတ်တထေးတွေရဲ့သားတွေကိုဖိတ်ခေါ်လိုက်ပြီးမင်းသမီးတို့ကိုရွေးချယ်စေခဲ့တယ်။မင်းသမီးတွေတဲကမှအငယ်ဆုံးသမီးတော်လေးဟာနန်းဖောင်းလို့အမည်ရပြီးခမဲတော်ရှာပေးတဲ့အိမ်တော်ဘက်တွေကိုတူတယောက်မျှမရွေးချယ်ခဲ့ပါဘူး။တနေ့မှာတော့မင်းသမီးလေးဟာချောင်းဆန်နာရေကစားနေရင်ဖရာကယောက်တို့ညီနောင်ကိုတွေ့ခဲ့ပါတယ်။မင်းသမီးလေးနန်းဖောင်းဟာသေးရွက်တွေနဲ့တီးပြီးအဝတ်တစ်ဖက်ဝတ်ဆင်ထားတဲ့ဖရာကယောက်ကိုစိတ်ဝင်စားတော့ပြီးဆောင်းထဲမှာသူအရန်ချမ်းနေရောမယ်လို့တနာစိတ်ဝင်သွားခဲ့တယ်။မင်းသမီးလေးကဖရာကယောက်ကိုအဝတ်ချို့ပေးခန့်လိုက်ပြီးဖရာကယောက်ကလည်းမိမိပေါ်မှာဘယ်သူမှအဝေးပေးကမ်းခြင်းမရှိခဲ့တာကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးမင်းသမီးလေးကိုလည်းချစ်ချမ်းဝင်သွားခဲ့တယ်။မင်းသမီးလေးနဲ့ဖရာကယောက်တို့တရင်ဟာဘရင်နာစီကိုရောက်ရှိသွားပြီးသမီးတော်လေးကမိမိရှာဖွေပေးတဲ့လူကုန်ရန်တိုင်းဝန်းကတားယောက်ျားတွေကိုဘေးချဲခဲ့ပြီးသမီးတော်ဟာအရှိရစီတဲ့အပြုမှုတွေလုပ်နေခဲ့တာကြောင့်လည်းအရန်ဒေါသထွက်နေခဲ့တယ်။ဒီလိုနဲ့မင်းသမီးလေးဟာပြည်နေတံပေးခံခဲ့ရပြီးအိမ်ချေရမဲ့တူဖြစ်နေခဲ့ပါတယ်။မင်းသမီးလေးနန်းဖောင်းကိုတစ်ဖက်သက်ချစ်နေရတဲ့ဖရာကယောက်ဟာအချိန်မဆွဲတော့ဘဲမင်းသမီးနဲ့လက်ထပ်လိုက်ပြီးဇနီးမောင်နှံတို့ဟာစိတ်ချမ်းသာစွာနဲ့ဘဝကိုထူထောင်ခဲ့တယ်။အကိုဖြစ်သူဖရာခုနဲ့တကွဇနီးမောင်နှံတို့ဟာလူသူကင်းတဲ့တော်ရင်တနေရာမှာတဲ့အိမ်လေးတစ်လုံးစီဆောက်ပြီးငြင်းငြင်းစွာနဲ့နေထိုင်ခဲ့ကြတယ်။အဲဒီနောက်မကြာမီကံမကောင်းစွာနဲ့ပဲကံကြမ္မာတစ်ခုကသူတို့ထံကိုရောက်ရှိလာတော့တယ်။ရာသူရာသားချို့ဟာဖရာကိုညီနောင်တို့နေထိုင်ရာနေရာကိုသိရှိသွားပြီးဖရာကိုနွားမင်းရဲ့အစမ်းတကူကိုလည်းသိရှိခဲ့ကြတယ်။ဖရာကိုနွားမင်းရဲ့တရင်ဟာဇာတ်စားနဲ့ပြန့်နှံ့သွားပြီးအယုဒ္ဓယပြည်ရှင်ဘုရင်မင်းထံကိုပါရောက်ရှိခဲ့ပါတယ်။ဒါနဲ့မကပဲဘုရင်ကြီးရဲ့မူးမတ်ပရောဟိတ်ပေါင်းကလည်းဖရာကိုနွားမင်းကြီးကိုပိုင်ဆိုင်ရမယ်ဆိုရင်တိုင်းပြည်ဟာအစာများစွာတရားဝါပြောမယ်လို့နမိတ်ပတ်ခဲ့ကြတယ်။ဒီလိုနဲ့အယုဒ္ဓယဘုရင်ဟာခမာဘုရင်ကိုတုံဟော်လာပေးပို့လိုက်ပြီးအကြောင်းကတော့အယုဒ္ဓယဘုရင်ဟာခမာဘုရင်နဲ့တရိษံ၃မျိုးတိုက်ခတ်ရေးစိန်ခေါ်ပွဲကိုပြုလုပ်မယ်။တိုင်းပြည်ကိုလောင်းကြီးထားရမယ်လို့စိန်ခေါ်စာပို့ခဲ့ပါတယ်။အမှန်တကယ်ကတော့အယုဒ္ဓယဘုရင်ကနွားမင်းကြီးဖရာကိုပေါ်ထွက်လာရေးအတွက်ကြိုးပမ်းခြင်းသာဖြစ်တယ်။ခမာဘုရင်ကလည်းစိတ်မချမ်းမသာဖြစ်သွားပြီးမူးမတ်တွေကိုတိုင်ပင်လိုက်တဲ့အခါမှာတော့ဒီပြိုင်ပွဲဟာခမာဘုရင်နေနဲ့ဖရာကိုနွားမင်းမရှိရင်အယုဒ္ဓယဘုရင်ကိုရှုံးနေရမယ်လို့ဟောခဲ့ကြတယ်။ဘုရင်ကြီးဟာကြံရမရတော့ပဲရွာပြင်တောဆက်ကဖရာကိုညီနောင်တို့ထံမှာမင်းမိတ်စာလာပေးပို့လိုက်ပြီးညီနောင်တို့တွေဟာလည်းကြည်ပြူစွာနဲ့ပဲကူညီဖို့လက်ခံလိုက်တယ်။ပြန်ဝဲစတင်ချိန်မှာတော့ကျပ်ဖနဂါကိုတိုက်ပွဲဖြစ်ပြီးဖရာကိုဟာကျပ်ဖကြီးတကောင်ဖြစ်နေဖန်ဆင်းလိုက်ပြီးနောက်အယုဒ္ဓယတိုင်းပြည်ရဲ့ကျပ်ဖကိုနိုင်အောင်တိုက်နိုင်ခဲ့တယ်။ဒုတိယပြန်ဝဲမှာတော့စင်မြောင်ကြီးနှစ်ကောင်ရဲ့တိုက်ပွဲဖြစ်ပြီးဖရာကိုလည်းစင်မြောင်ကြီးဖြစ်နေဖန်ဆင်းကထူးချွန်စွာနဲ့တိုက်ပွဲကိုအောင်နိုင်ခဲ့ပြန်တယ်။နောက်ဆုံးပွဲမှာတော့နွားတိုက်ပွဲဖြစ်ပြီးအယုဒ္ဓယဘုရင်ဟာမော်နွားလားကြီးတကောင်ကိုပြန်စီပြီး၎င်းနွားလားကြီးဟာတာမန်မဟုတ်ပဲမနာခြင်းမသေးဆုံးတဲ့နွားကြီးဖြစ်နေကြတယ်။ဖရာကိုဟာအယုဒ္ဓယဘုရင်ဘက်ကတာမန်နွားကိုတိုက်ခိုင်းတာမဟုတ်ပဲမော်နွားကိုတိုက်ခိုင်းတာကြောင့်မိမိဟာအနိုင်ရဖို့ခဲရင်ပန်းသိလိုက်ပြီးမိမိဟာမြေကြီးကိုဦးသုံးချေခိုက်ရန်လုပ်တာနဲ့တပြိုင်နက်ဖရာကယောက်နဲ့နန်းဖောင်းတို့ကမိမိရဲ့အမိကိုအမြန်ကန်ဆက်ပြီးကောင်းကင်ကိုတက်သွားကြမယ်လို့မှာကြားခဲ့တယ်။ပြန်ဝဲစတင်ချိန်မှာတော့သုံးချီမြောက်မှာဖရာကိုကမိမိဟာအယုဒ္ဓယဘက်ကမမောနိုင်မပန်းနိုင်တဲ့မော်နာလာကြီးကိုနိုင်အောင်တိုက်ဖို့အတွက်မစွမ်းနိုင်တော့တဲ့ကြောင့်ညီဖြစ်သူဇနီးမောင်နှံတို့ကိုမှားထားတဲ့အတိုင်းပဲမြေကြီးကိုဦးသုံးချေခိုက်ရန်ပြုခဲ့တယ်။အဲဒီနောက်မှာဇနီးမောင်နှံကဖရာကိုရဲ့အမိကိုဆွဲကန်လိုက်ပြီးကောင်းကင်ဘော်ကိုပြန်တက်သွားခဲ့ကြတယ်။အယုဒ္ဓယဘုရင်ကဖရာကိုရဲ့အကြံကိုကြိုတင်သိရှိသွားပြီးဖြစ်တာကြောင့်နောက်လိုက်ဖို့စစ်သည်များကိုဆေလွတ်ထားပြီးဖြစ်ပါတယ်။ဖရာကိုဟာမိုးအပြန်နေခဲ့ပေမဲ့အယုဒ္ဓယဘုရင်ရဲ့လက်အောက်ကနေလွတ်မြောက်နိုင်ခြင်းမရှိပဲဖရာကိုဟာကောင်းကင်ဘော်ကိုပြန်တန်းသွားနေရင်အချိန်ကြာမြင့်စွာအမိကိုတွဲခိုထားတဲ့နန်းဖောင်းလေးဟာပင်ပန်းလာခဲ့တာကြောင့်လက်လွတ်မိပြီးနန်းဖောင်းဟာမိုးပေါ်ကနေစီမရက်နေတနေရာကမြေအောက်ကိုပြုတ်ကျသွားခဲ့တယ်။မကြာခင်မှာပဲနန်းဖောင်းလေးဟာသေဆုံးသွားပြီးတဖြည်းဖြည်းနဲ့ကြောက်ရွံ့ဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ဖရာကယောက်ကတော့မိမိရဲ့ဇနီးအောက်ပြုတ်ကျသွားတာကိုသိရှိသွားပြီးနောက်ဇနီးတွေကိုသွားကယ်ကျင်ခဲ့တာကြောင့်အကိုဖြစ်သူဖရာကိုအရှိန်လျှော့စီပြီးအောက်ကိုဆင်းဖို့တည်းပြောလိုက်တယ်။မြေပြင်ပေါ်မှာဖြည်းဖြည်းနဲ့ဆင်းနေရင်နောက်ဖောင်းကိုရှာဖွေခဲ့ကြပေမဲ့မတွေ့ခဲ့ကြပဲနောက်ဆုံးမှာတော့ခြုံနယ်ပင်တွေကနေပုံကိုနေခဲ့တဲ့စစ်သည်တွေဟာထပ်ပေါ်လာတဲ့ဖရာကိုတို့ညီနောင်ကိုဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ဖရာကိုတို့ညီနောင်ဟာမော်ဆွမ်းနဲ့စီရင်ထားတဲ့ကျိုးနဲ့တုတ်ချီခံရတာကြောင့်ရုံးလေကျိုးကတင်းနေဖြစ်နေကြတယ်။
နောက်ဆုံးမှာတော့အပီးတိုင်ဖန်ဆီးခြင်းကိုခံခဲ့ရပြီးဖရာကိုရဲ့ဘိုက်ထဲကမှုတ်ပစ္စည်းကိုအယုဒ္ဓယတိုင်းပြည်စီကိုဆောင်ယူသွားကြပြီးယနေ့တိုင်ဖရာကိုနွားမင်းမော်ဆွမ်းကြောင့်ပဲအယုဒ္ဓယခေါ်ထိုင်းနိုင်ငံဟာတိုးတက်တရားဝါပြောနေတယ်လို့ခမာတို့ရဲ့ရာဇဝင်မှာဆိုထားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးသွားခဲ့တဲ့ကျောင်းအလေးကတော့ကမ်ဘောဒီးယားရာဇဝင်ဖရာကိုဖရာကရညီနောင်အကြောင်းပဲဖြစ်ပါတယ်။ကျန်တဲ့တက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။အကယ်၍အချက်လက်များလွဲမှားခြင်းသို့မဟုတ်ကြန့်ရှိခဲ့သည်ရှိသောကျွန်တော်ရဲ့အဖွဲ့သားများမှတောင်းပန်အပ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ဒီဇလန်လေးကိုကျန်တဲ့တက်တယ်ဆိုရင် like subscribe and share လေးလုပ်ပေးဖို့တည်းမမေ့ပါနဲ့နော်။အဆုံးထိအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။